အားလုံးပဲမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလအတွင်းကချင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့စစ်ရေးသတင်းအပြင်လူအခွင့်အရေးချိုးဖောက်မှုလူမှုရေးပဋိပက္ခသတင်းများနဲ့အခြားထူးခြားတဲ့နိုင်ငံရေးသတင်းများကို Langji Page မှာကျွန်မစတေးကအကျဉ်းချုပ်တင်ပြသွားမှာဖြစ်ပါတယ်အော်တိုဘာလအတွင်းကချင်ပြည်နယ်မြို့နယ်ခုနှစ်ခုဖြစ်တဲ့ဗမော်ဖကန့်မိုးညင်းဝိုင်းမော်စော့လော်ခေါင်လန်ဖူးပူတာအိုမြို့နယ်တွေမှာစစ်ကော်မရှင်နဲ့ပြည်သူ့စစ်ဘက်မှမြေပြင်ထိုးစစ်ဆင်လာတဲ့ဖြင့် KIA တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ထိတ်တိုက်ပွဲပေါင်းအနည်းဆုံး80ကြိမ်အထက်ဖြစ်ပွားခဲ့ပါတယ်။ထို့ပြင်အဆိုပါမြို့နယ်များတွင်တိုက်ပွဲမရှိတဲ့ KIA ထိန်းချုပ်ရာနေမြေဖြစ်တဲ့ဆွမ်ပရာဘွန်၊ဂျာယန်မြို့နေရာများတွင်စစ်ကော်မရှင်ဘက်မှ Y12 လေရင်ဖြင့်တလအတွင်းစုစုပေါင်းအကြိမ်100အထက်ဘုံကျဲတိုက်ခိုက်ခဲ့သလိုလိုင်ဇာမြို့ကိုလည်းအတေခံဒရုန်းဖြင့်2ကြိမ်ခန့်တိုက်ခိုက်ခဲ့ပါတယ်။တစ်ဖက်မှာတိုက်ပွဲအတွင်း KIA နှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ဘက်မှခေါင်လန်ဖူးမြို့နယ်ရှိပြည်သူ့စစ်စခန်းတစ်ခုဝိုင်းမုံမြို့နယ်ရှိစစ်ကော်မရှင်၏ကာကင်းစခန်း2ခုဗမော်မြို့နယ်ရှိကာကင်းစခန်းအပါအဝင်နေရာ9ခုအထက်စုစုပေါင်းစစ်ကော်မရှင်၏စခန်း10ခုခန့်ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ထူးခြားချက်မှာတော်လန်ရေးပူပေါင်းတပ်ပတ်မှဖက်ကန်တိုက်ပွဲတွင်ပြည်သူစစ်စနိုက်ပါတအူအပါအဝင်ဖမ်းဆီးမိတဲ့စစ်တုံးပန်းများမှမူရစေဝါတွေ့ရှိတယ်လို့ဗမော်တိုက်ပွဲမှာလည်းပုံမူအဆင့်တအူကိုစခန်းသိမ်းရတွင်ဖမ်းဆီးရမိခဲ့ပါတယ်။ယခုလိုတိုက်ပွဲပြင်းထန်လာခြင်းမှာစစ်ကော်မရှင်ဘက်မှကျော်စွာလင်းခေါင်းဆောင်သော JOC အစည်းအဝေးမှာမြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများအရှိန်2ဆမြင့်တင်ရန်ဆုံးဖြတ်ခဲ့သောကြောင့်ဖြစ်တယ်လို့သိရပါတယ်။တလအတွင်းစစ်ကော်မရှင်ဘက်မှလေကြောင်းတိုက်ခိုက်မှုအပြင်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးသူ2ဦးနဲ့တန်ရာရရှိသူ8ဦးဖျားကြောင်းတစ်ကြောင်းဆိုင်ခန်းအပါဝေးနေအိမ်အဆောက်အုံ10ခုအထက်ထိခိုက်ပျက်စီးခဲ့ပါတယ်။စစ်ကော်မရှင်ဘက်မှ NCA 10နှစ်ပြည့်နှစ်တွင်တနိုင်ငံလုံးရှိမြို့နယ်6ခုတွင်လေကြောင်းတိုက်ခိုက်တဲ့အပြင်လေကြောင်းလက်နက်ကြီးလက်နက်ငယ်စသဖြင့်ပစ်ခတ်တပ်ဖြတ်မှုကြောင့်တလအတွင်းပြည်သူ100အထက်ထိခိုက်ဒေဆုံးခဲ့ပါတယ်။ထို့ပြင်စစ်ကော်မရှင်နှင့်ပြည်သူစစ်များမှမူးညင်းအင်ဒိုဂျီပူတာအိုခေါင်လန်ဖူးမြို့နယ်များမှစစ်မှုထမ်းဥပဒေဖြင့်လူငယ်များကိုတပ်သားတစ်ခေါ်ယူသလိုဒေသခံပြည်သူများကိုလည်းလက်နက်နဲ့ရိတ်ခါထမ်းရန်ချင်းချောက်ခေါ်ယူခဲ့ပါတယ်။အော်တိုဘာလအတွင်းစစ်ကော်မရှင်ကဖက်ကတ်မြို့နဲ့မြစ်ကျနာမြို့တို့တွင်လူစုလူဝေးမလုပ်ရန်နဲ့ညမထွက်ရန်ရဲအကန့်အသတ်မရှိအမိန့်ထုတ်ပြန်ခဲ့တော့လဲမြစ်ကျနာမြို့တွင်ညစဉ်ဇက်ပွဲများမှထပ်ပေါ်လာတဲ့စူညံတန်ကြောင်မြို့ခံများအခက်အခဲကြုံနေရပါတယ်။အလားတူ KIA ဘက်မှလည်းဖက်ကန်အပါအဝင်နဲ့အခြားမြို့နယ်များတွင်လူငယ်များရာချီကိုတပ်သားတစ်အတမစုဆောင်ခဲ့တယ်လို့၎င်းအပေါ်တော်လှန်ရေးအင်အားစုမှထို့သို့စုဆောင်ရေးလုပ်ခြင်းထက်လူထုစုဆောင်ရေးဒီလန်3ရန်တိုက်တွန်းခဲ့ပါတယ်။စစ်ကော်မရှင်မှစကိုင်းစစ်ရှောင်းပြည်သူများကိုမိသားစုတစုလင်ငွေကျပ်6000ထောက်ပံ့ပြီးရွေးကောက်ပွဲအတွက်စန္ဒမဲပေးရန်နဲ့မဲမပေးလင်အရေးယူရန်ချင်းချောက်တာရှိတယ်လို့ရွေးကောက်ပွဲကိုဝေဖန်သူများကိုဖမ်းဆီးအရေးယူတာရှိပြီးတလအတွင်းတနိုင်ငံလုံးမှာဖမ်းဆီးခံရသူ60အထက်ရှိခဲ့ပါတယ်။ယခုလိုမြန်မာစစ်တပ်မှကျူးလွန်တဲ့စစ်ရာဇဝတ်မှုများကိုစုဆောင်းနေကြောင်း IIMM မှထုတ်ပြောခဲ့တယ်လို့စုံစမ်းစစ်ဆေးရမယ့်ရာဇဝတ်မှုအရေးအတွက်ကမျှော်မှန်းထားသည့်ထက်ကျော်နေကြောင်းလည်းဖော်ပြချက်အရသိရပါတယ်။မချမ်းပိုးမြို့နယ်ရှိကျေးရွာ2ခုမှာရွာလုံးကျွတ်ရွှေတူးဖော်နေပြီဖြစ်ကြောင်းသိရတယ်လို့ချစ်ဖွေနှင့်ပန်ဝါတို့တွင်လည်း KIA မှမြေရှားလောက်ကွက်တင်တူးဖော်ခွင့်ပေးတော့မည်ဖြစ်ကြောင်းသိရပါတယ်။ခေါင်လန်ဖူးတွင်ပြည်သူစစ်များမှဒေသခံများကိုစစ်တပ်ရဲ့စစ်စင်ရေးကိုထောက်ခံကြောင်းစန္ဒထုတ်ဖော်ခိုင်းတာရှိခဲ့တယ်လို့ထိုအကြောင်းနဲ့ဆက်ဆက်ပြီးအကြမ်းဖက်စစ်တပ်ကပြည်သူစစ်ဗျူဟာဖြင့်တိုင်းရင်းသားအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေရန်သွေးထိုးလှုံ့ဆော်နေသည်ဟု KIO ပြောခွင့်ရဗိုလ်မှူးကြီးနိုဘူမှပြောခဲ့ပါတယ်စစ်ကော်မရှင်ကရွေးကောက်ပွဲအတွက်မဲဆွေစည်းရုံးရေးကာလကိုဒီဇင်ဘာ26ရက်နေ့အထိသတ်မှတ်ခဲ့ပြီးအပိုင်းနှစ်ရွေးကောက်ပွဲကျင်းပရန်မြို့နယ်100ကိုထပ်မံကြေညာခဲ့သလို၎င်းထဲတွင်ကချင်ပြည်နယ်ကမြို့နယ်3ခုပါဝင်ခဲ့ပါတယ်။အဆိုပါစစ်ကော်မရှင်အတုအယောင်ရွေးကောက်ပွဲကြောင့်ပြည်တွင်းစစ်တာရှည်သွားနိုင်ကြောင်းနဲ့အလွန်စိုးရိမ်ကြောင်းကို
KIO အဖွဲ့အစည်းထူထောင်တဲ့နေ့မိန့်ခွန်းတွင် KIO KIA ဥက္ကဋ္ဌကြီးဗိုလ်ချုပ်မှူးကြီးမဘလာကထည့်သွင်းပြောခဲ့ပါတယ်။ဒါအပြင်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုငင်းပယ်ရန်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ရန် NUG CRPH NUCC နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များအဖွဲ့20မှအာဆီယံထံသို့တောင်းဆိုခဲ့တယ်လို့စစ်တပ်ရဲ့ရွေးကောက်ပွဲသို့အာဆီယံမှစောင့်ကြည့်လေ့လာရေးအဖွဲ့များဇေလွတ်ဖွဲ့မရှိကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်ပြောခဲ့ပါတယ်။တရုတ်အစိုးရ၏ဂျားဝင်စစ်ဆက်မှုကြောင့် TNLA နဲ့စစ်ကော်မရှင်တို့အပြစ်ခတ်ရစေရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပြီးအလားတူ KIO ဘက်မှလည်းစစ်ကော်မရှင်နဲ့အပြစ်ခတ်ရစေသဘောတူလက်မှတ်ရေးထိုးရန်ဆွေးနွေးဖို့ရှိကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။မလေးရှားနိုင်ငံတွင်ကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးတို့အမေရိကန်သမ္မတထရန့်မတက်ရောက်မီအချိန်အနည်းငယ်အလိုမှာတိုက်ဆိုင်စွာဖြင့်တရုတ်ဘက်မှ KIO ထိန်းချုပ်နေမည်ကတနစ်ခန့်ပိတ်ထားတဲ့နေဆက်ဂိတ်၈ခုကိုဖွင့်ပေးလိုက်လို့အဆိုပါအကြောင်းအရာနဲ့ပတ်သက်၍ KIO ဘက်မှတရုတ်အစိုးရနဲ့တစုံတရာညှိနှိုင်းမှုရရှိခြင်းမရှိကြောင်းထုတ်ပြောခဲ့ပါတယ်။ယခုတင်ပြသွားတဲ့သတင်းအချက်အလက်များကဒေတာတွင်သတင်းမီဒီယာစာမျက်နှာများအပြင်ပြပသတင်းမီဒီယာစာမျက်နှာများမှစုဆောင်းကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်။သတင်းနားဆင်သောလမ်းကြီးပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။